ခင်ဗျ Pro and Deco များ training center မှာကြိုဆိုပါတယ်ခင်ဗျကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်ဗီဒီယိုဖိုင်သင်ခန်းစာကတော့ Excel Basis သင်ခန်းစာကြောင်းပဲဖြစ်ပါတယ်ခင်ဗျ Excel Basis သင်ခန်းစာအထက်မှာပေါဝင်တဲ့ကျွန်တော် row နဲ့ column ကိုဘယ်လိုအသုံးပြုလို့ရတယ်ဆိုတော့အသုံးပြုပုံကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင် Excel ကိုအသုံးပြုဖို့အခြေခံရှိသေးသူများအတွက်သုံးဝင်တဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ခင်ဗျတကယ်လို့များသုံးဝင်Excel အခြေခံကိုနားလည်ပြီးတော့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးကိုကြော်ပြလို့ရပါတယ်ခင်ဗျဒါဆိုရင်စလိုက်ရအောင်ကျွန်တော်ပထမဆုံးကျွန်တော်ဒီမှာ1ဆိုရလိုက်မယ်နော်ပြီးတော့ဆိုရင်2ဆိုရလိုက်မယ်နော်ကျွန်တော် PP ပုံမှန်လေးပဲရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒါဆို1နဲ့2နဲ့ကိုဆက်လက်မှတ်လိုက်မယ်နော်ဆက်လက်မှတ်ပြီးတော့ဒီနားမှာ4,000ညာဘက်အောက်ခြေထောက်မှာ4,000တိုးလေးတုံးရှိတယ်အဲ့ဒီ4,000တိုးလေးကိုမောင်းလေးနဲ့ညာဘက်ကျဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီ4,000တိုးလေးနှိမ့်လိုက်တာနဲ့အပေါင်းလက္ခဏာသင်္ကေတလေးကမဲပြီးတော့ဖော်ပြပေးတာကိုမြင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်1 2 3 4 5 6 7 8 9 10 11 12တကွက်တို့ရေးသွားတာဖြစ်ပါတယ်ခင်ဗျ။နောက်တစ်ကွက်ကဒီမှာ2ရန် B ဒီမှာ B2 ပေါ့နော်ဒီ B2 ဆက်တဲ့မှာဘာထည့်မလဲဆိုရင်3ထည့်မယ်။ဒါဆိုရင် A2 ဆက်တဲ့မှာ2ရန် B2 ဆက်မှာ3ရန်အဲ့ဒီနှစ်ကွက်ကို A2 နဲ့ B 2ကိုဆက်လက်မှန်းနိုင်မှာခင်ဗျာဒါဆို A2 နဲ့ B2 နဲ့ဆက်လက်မှန်းဒီနာအောက်ညာဘက်အောက်ခြေထောက်မှာ4,000တိုးလေးတုံးရှိတယ်အဲ့ဒီ4,000တိုးလေးကမောင်းလေးဆွဲလိုက်မှဆိုလို့ရှိရင်အပလက္ခဏာတွေကအမဲအောင်ဖြစ်ပြီးတော့ဖြစ်နေမှမြင်ရမှာဖြစ်ပါအဲ့ဒီအချိန်မှာမောင်းလေး click ပြီးတော့ညာဘက်ချမ်းဆွဲလိုက်ပါခင်ဗျာဒါဆိုရင်သူတို့2 3 4 5 6အကုန်လုံးတိုးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်နှင်းနဲ့အတားလေးအကုန်လုံးဆက်လက်မှန်းလိုက်မယ်ဆက်လက်ဆိုတာကိုကပထမကြည့်ဆက်လက်မှန်းပြီးဒီမျိုးအဲ့ဒီမျိုးဒီနေရာမှာကိုယ်ဆက်လက်မှတ်ပြီးမတော်တဆမောက်ကိုနှိပ်တာလောသွားတယ်ဆိုရင်ကိုယ်ဆက်လက်မှတ်ချင်တာဒီနားထိမှတ်ချင်တယ်ထိုင်မှန်တဲ့တည်းကြည့်ဒီဆက်လက်မှတ်ထားတဲ့ပုံမှာမောက်ကိုဖိပြီးတော့ဒီမျိုးဆက်လက်မှတ်လို့မရဘူးเนาะဒီနေရာမှာမောက်အရင် click ချရမယ်ဆက်လက်လေးကိုဖြုတ်ပြီးမှကိုယ်ဆက်လက်မှတ်ချင်တဲ့ပထမကွဲကနေပြီးတော့မောက်ဖိပြီးတော့တပြိုင်တည်းနဲ့ဆက်လက်မှတ်ပေးရမှာကိုလို့ပြီးတော့မောက်ကိုလှော့ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီရလေးကိုလို့ဆက်လက်မှတ်လိုက်ပြီးပြီးတော့ဆိုညာဘက်ဒီဆလမ်မတဲ့ area ရဲ့ညာဘက်အောက်ခြေထောက်မှာအပေါင်းလက္ခဏာလေးတစ်ခု4,000တိုးလေးတုံးရှိတယ်အဲ့ဒီနာရွှေ့လိုက်ရင်ပေါင်းလက္ခဏာလေးကအမဲအောင်ဖြစ်နေလိမ့်မယ်เนาะအဲ့ဒါလေးတော့မအောင်ဆက်ချလိုက်ပါဒါဆိုရင်သူဒီမျိုးတက်သွားပြီဖြစ်ပါတယ်ဒါဆို select area ဖြုတ်ချင်နေလောက်မှာမောင်းလေးတစ်ချက်ဖိတ်ချလိုက်ဒါဆိုရင်ဒါလေးအကုန်လုံးဆလမ်မလိုက်မယ်ဆလမ်မလိုက်ဆိုရင်လက်ဒီမှာ home ထဲမှာပါထဲမယ်လဲဆိုရင် all border လေးရေးလိုက်เนาะ home menu အောက်မှာဒီဒါလေးနဲ့ all border လေးနဲ့home border အောက်ထဲမှာကိုက3တော့မှဆိုရင်ဒီ home border မှာရှိတဲ့တူလေးတွေ3တော့မှဆိုရင်ပထမဆုံးဇက်ခွဲရှိသမျှဇက်ခွဲလေးတွေအကုန်လုံးဆက်လက်မှတ်ရမယ်ကိုသူပြမှဆက် area ဆက်လက်မှတ်ပြီးမှ home border မှာရှိတဲ့တူလေးကိုသူပြလို့ရမှာပဲပြောပါတယ်ခင်ဗျဒါဆိုရင်ကိုက home border အောက်မှာရှိတဲ့တူလေး3တော့မှဆိုကိုသူပြချင်တဲ့ဆက် area ကိုအရင်ဆက်လက်မှတ်မှာ3ရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ခါဒီ area ကိုလို့ဆက်လက်မှတ်လိုက်ပြီး home border အောက်မှာရှိတဲ့တူကိုသူပြဖို့တဲ့ဒီ10အခွက်ကိုကျွန်တော်ဆက်လက်မှတ်တာဖြစ်ပါတယ်ခင်ဗျဒါဆိုရင် page color လေးထည့်လိုက်မယ် font color လေးထည့်လိုက်မယ်ပြီးတော့ဆိုရင်ဘိုးလေးပါထည့်လိုက်မယ်เนาะဒီလိုမျိုးထည့်လိုက်ပြီဒါဆိုဒီမျိုး area တခုရသွားပြီဆက်လက်မှတ်တဲ့ဟာဒါဆိုရင်ကျွန်တော်ပထမဆုံးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါအခုမြင်နေရတဲ့ select icon လေးကဒီ2ဘောပေါ်ရတယ်ဆိုရင် normal select အများ icon လေးဖြစ်သွားတယ်ဆိုဒီ cell ပေါ်ရဒီ formula function ဘာပေါ်ရသွားဆိုရင် i ပုံစံဖြစ်သွားတယ် i ပုံစံဖြစ်တယ်ဆိုရင် tab icon လို့ခေါ်တယ် i ပုံစံပေါ်နေတဲ့အသင်္ကေတမောက်ကစာ icon နေရာလေးဦးတင်များအဲ့ဒီနေရာလေးကဘာလို့လို့ရတယ်ဆို keyboard ကနေရောစာရေးသွင်းလို့ရတဲ့သင်္ကေတပဲဖြစ်ပါတယ်ဒီ icon ဖြစ်တယ်ဆိုရင်ဘယ်နေရာမှာဆိုဘာလို့လို့ရလဲစာရေးသွင်းကိုခွင့်ပြုထားတဲ့ area ပဲဖြစ်ပါတယ်ဒါဆိုဒီပုံမှာမောက်လေးနှစ်ချက်လိုက်လိုက်အပုံစံဖြစ်သွားဆိုဒီကျမှပေါ့လို့ရပါတယ်စာရိုက်သွင်းလို့ရပြီเนาะဒါဆိုရင်ဒီ icon လေးတွေကရွှေ့လိုက်ရင်ဘာဖြစ်သွားလဲဆိုရင်ပုံစံပုံမှန်စကားလေးကအမြဲတမ်းပြောင်းလဲနေရเนาะဒါဆိုပထမဆုံးကျွန်တော်က row သူပြုဖို့ကြောင်းလေးအရင်ရှင်းပြပေးမယ်เนาะဒါဆိုရင်ဒီမှာ1 2 3 4 5 6 9 10 9 10 11 12 13 14ဆိုအဲ့ဒါ row number လို့ခေါ်တယ်အဲ့ဒီ row number ဘယ်လောက်ထိရှိလဲဆိုရင်အောက်ဆုံးဒီဆွဲလိုက်မယ်ဆိုမဆုံးနိုင်အဆုံးထိတကယ်ပြတ်တဲ့လုပ်ချင်တယ်ဆိုရင် keyboard မှာ control key ဖြီးပြီးတော့အဲ့ဒီ keyboard မှာရှိတဲ့မြားလေး၄ခုပါတယ် R arrow key down arrow key left arrow key right arrow key ဆိုတာမြားကောင်း၄ခုရှိတယ်အဲ့ဒီမှာ keyboard မှာရှိတဲ့ down arrow key ကိုနေရမှာဒါဆိုပထမဆုံး control key ဖိထားပြီးတော့မလော့ဘဲနဲ့ keyboard မှာ control key ကိုထားနေပေးလိုက်ရင်အောက်ဆုံးရောက်သွားမှာ
ဘယ်လောက်ထိရောက်တော့လဲဆိုရှင်တသန်းကျော်တိရှိအဲ့ဒါရိုးရည်အတွက်တသန်းကျော်ရှိရနော်ဒါဆိုရင်အပေါ်တက်ချင်တယ်ဆိုရှင်ကီဘုတ်ကီကိုတစ်ချက်နှိပ်ထားပြီးတော့ RO ကီကိုနှိပ်ထားလိုက်ဒါဆိုရှင်အပေါ်ရောက်သွားအပေါ်တက်လာမယ်နော်နောက်တစ်ခုကတော့ column ကဒီမှာအပေါ်ကနေ ABCD ကပါခေါ်လဲဆိုရှင် column name လို့ခေါ်တာအဲ့ဒီ column name ဘယ်တိရှိလဲဆိုရှင်ဒီမှာ Z မှာဆို AA ပြန်လာတယ် AB AC AD ဆိုပြန်လာတယ်ပြီးတော့ဆိုရှင်ဘယ်မှာဆို AZ ပြီးတော့ BA ဆိုပြန်လာတယ်နော်ဒါဆိုရင်စုံဘယ်နာအထိရှိလဲဆိုရှင် keyboard မှာ control key ပြီးတော့ keyboard မှာပဲနော်ဒါတက control key မလောက်ပဲနဲ့ right keyboard မှာ right arrow key ကိုထပ်နေလိုက်မယ်ဆိုရှင်ဘယ်မှာသွားဆုံးသွားလာလဲ HFD မှာဆုံးသွားမှာဖြစ်ပါတယ်เนาะအဆုံးကဘယ်နာမှာရှိရဲဆိုရှင် HFD မှာဆုံးသွားမှာဖြစ်ပါတယ်ဒီဘက်ကျမှ AFDD ရှိတယ်เนาะဒီဘက်ကျမှ AFDD ရှိတယ်ခင်ဗျ control နဲ့အပါနေပေးရမလား right key နေလိုက်ရင် HFD မှာဆုံးသွားလိမ့်မယ်ခင်ဗျဒါဆိုရှင်အစားသွားလိမ့်မယ်เนาะကျွန်တော်ပြီးတော့ဆိုရှင်နောက်တစ်ခါဒါအခုပြပြပေးမဲ့ row ကြောင့်เนาะဒီ row လေးကဒီနားမှာမောက်လေးကိုဆက်လက်မှန်းလိုက်ရင်ဒီမြားလေးဒီမှာ icon number ပေါ်မှာ row number ပေါ်မှာမောက်လေးကိုရွှေ့လိုက်ရင်ဒီ icon လေးကဘာဖြစ်သွားလဲဆိုရင် left to right direction ပြရဖော်ပြပေးတာမြင်ရမှာဒါဆိုအဲ့ဒီမျိုးဖြစ်နေကြမှာ row ကိုဆက်လက်မှန်းလိုက်မယ်ဘာလို့မှဆိုကျွန်တော် row ဒီ row ဘာလို့ပြင်မလဲဆိုရှင်တနေရာနဲ့တနေရာနေရာရှိပြမယ်နော်ဒါဆို select မှာ right click နှိပ်ပြီးတော့ဒီ row တခု select မှာတဲ့ row ပေါ်မှာ right click နှိပ်လိုက်မယ်ပြီးတော့ဆိုရှင် cap ကိုရွေးလိုက်ပြီးတော့ဒီနောက်မှာထားခြင်းတယ်10နေပါ9နဲ့10ကြားတော့မှဒီ2 3 4ဆိုတာဒီ row တခုထည့်ခြင်းတယ်ဒါဆို9နဲ့10ကြားထဲမှာ mouse ကို select မှပြီးတော့10 select မှရင်9နဲ့10ကြားထည့်မယ်နော်အခု2 3 4 5ကြောဆိုတာရွှေ့ထည့်မယ်နေရာရွှေ့ထည့်မယ်အဲ့ဒီ2 3 4 5ကြောဆို row ဘယ်ထဲရွှေ့ထည့်မလဲ9နဲ့10ကြားထဲရွှေ့ထည့်လိုက်မယ်ဒါဆို10ဆိုရနာဒီမှာ row number ပေါ်မှာ select မှလိုက်မယ် right click နေပြီးတော့ insert ခဏလေးနော်ပြန်ပြီးတော့ select မှလိုက်မယ်ဒီ set ပေါ်မှာ right click နေလိုက်မယ် cap ကိုရေးမယ်ပြီးတော့ဆိုရှင်9နဲ့10ကြားကိုဆက်ပြန်ပြီးတော့9နဲ့10ကြားထဲမှာထည့်ချင်တယ်ဆိုရင်10 set ကို select မှမယ်ဒီ10ဆိုရနာပါ row ကို select မှ select မှတဲ့ပုံမှာ right click နေပြီးတော့ဒီမှာ insert cursor ဆိုထည့်လိုက်မယ်ဆိုရင်ဘာဖြစ်သွားပြီလဲ9နဲ့10ကြားတယ်2 3လေးဝင်သွားပြီအပေါ်မှာရှိတဲ့100ဘာဖြစ်သွားလဲမရှိတော့ဘူး1နဲ့2 3နဲ့ကြားထဲမှာ200ဘာဖြစ်သွားပြီလဲ row 2 row ကပြောက်သွားပြောက်ပြီးတော့ပဲထည့်ရွှေ့ထည့်လိုက်တာလဲ9နဲ့10ကြားရွှေ့ထည့်လိုက်တယ်ဒါဘာလို့လဲဆိုရင်ချင်းတာ row 2 row နဲ့အပေါ် row နဲ့အောက် row 2 row နဲ့2 row ဘာလို့လိုက်တာလဲဆိုရင်ချိန်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုက row ကိုရွှေ့ပြမယ်ဒါဆိုရင်အစ right click နှိပ်လိုက်ရင် cap ကိုသုံးတယ်ဆိုရင်တော့ဘာတစ်ခုမဖြစ်အောင်ဆိုရင်ဒီဘက်ကျမှာ master မပါလို့မရဒါဆိုဒီကနေ dt select မှတ်လိုက်မယ် master ဆိုတာဘယ်ထဲမှာရှိရဟိုဘုံတက်အောင်မှလည်းရှိတယ် ma answer ကလည်းဒီကောင်လေးကိုပုံမှာနှိပ်ချလိုက်ဒါဆိုရင်ဘာဖြစ်သွားပြီလဲအကုန်လုံး select မှတ်တဲ့အကွက်ရဲ့တကွက်တည်းဖြစ်သွားရင်နော်ဒါဆိုဒီဟာလေးအကုန်လုံး select မှတ်ရော order line ပေးချလိုက် order ဒီမြတ်ကောင်းလေးရော order နေရမှာနော်ဒါဆိုဒီ set ကွက်တကွက်ကဘယ်နှကောက်ဘယ်နှကွက်ပေါင်းထားဆို1 2 3 4 5ဒီ5ကွက်ကိုတစ်ကွက်ပေါင်းထားတယ်เนาะဒီ5ကွက်ကိုတစ်ကွက်ပေါင်းထားလိုက်ပြီဒါဆိုရင်5ကွက်တစ်ကွက်ပေါင်းလိုက်ဆိုရင်အဲ့ဒီမအန်စန်တာပေါင်းနေတဲ့ row ကို select မှပြီးပြီဆိုရင် select မှတဲ့ပုံမှာ right click နေပြီးတော့ cut ဆိုတာရွေးလိုက်ဒါဆိုရင်ခွင့်မပြုဘူးဘာဖြစ်နေလဲဆိုရင်လက်ရွေးကနတူကိုတို့တွေခွင့်မပြုနိုင်ဘူးလက်ဘာဖြစ်တဲ့ဆိုရင်သင်ရဲ့ဆဲတွေကဘာဖြစ်နေလဲမဆဲပေါင်းနေတယ်လက်အဲ့တော့ကျွန်မဆက်ဖြစ်နေလို့ဘာဖြစ်လို့လဲကတ်လို့မရအောင်အဲ့ဒါကြောင့်ဒီကိုရီးယားကတ်လို့ချင်တယ်ဆိုရင်ဒီမဆက်မဖြတ်တဲ့ဆဲပေါ်မှာသာလေကတ်လို့ရ right click နေလိမ့်မယ်ကတ်ဒါဆိုကတ်လို့ရဘယ်နာမှာထားမှဆိုရင်နေရာလောက်ပေါ်မှာထားမှာ19ပေါ်မှာ19 row ပေါ်မှာဆက်လက်မှာတဲ့ပေါ်မှာ right click နေရပိတ်ဆိုပြရမှာနောက်ဒါဘာလို့လိုက်ပြီလဲနေရာရွှေ့ပြလိုက်เนาะဒီနှင်းဆိုရ row တဲ့နေဘယ်တဲ့ရွှေ့လဲ19နဲ့ရွှေ့လိုက်ပြီဒါဆိုရင် row ကတ်လို့တဲ့နေရာရွှေ့လို့လည်းရပြီပြီးတော့တစ်ခုနဲ့တစ်ခုကြောင့်မှာ switch ဆိုတဲ့အပေါ်နဲ့အောက်နဲ့နေရာခြေလို့လည်းရပြီတခြားတဲ့နေရာရွှေ့ထားလို့လည်းရပြီเนาะပြီးသွားဆိုရင်နောက်တစ်ခုကတော့ copy ကူးပြမယ်เนาะဒါဆိုရင်ဒီမအစတာပေါင်းတဲ့ row ဘာလို့ right click နေပြီးတော့ copy ကူးလို့လက်ခံတော့မအစတာပေါင်းနေတဲ့ cell ကို copy ကူးလို့ရတယ်ကတ်လို့မရ
ဒါဆိုဘယ်ထဲမှာပို့ပြရမှာဆိုရင်တဲ့7နဲ့7ကြတော့မှရိုးထပ်တိုးတယ်အခုကူလိုက်တဲ့ဟာကိုထပ်ပေါ်ရထည့်ခြင်းတယ်6ခွန်8 9ဆိုတာ6ခွန်8 9တစ်ဆက်ဆိုတာအဲ့ဒီရိုးထပ်မှာရှိတဲ့ဟို7နဲ့7ကြတော့မှထည့်ခြင်းတယ်ဒါဆို7နဲ့7ကြတော့ထည့်ခြင်းတယ်ဆိုရင်ဒီ7ဆိုရရိုးဆလမ်မပေးရမှာဆလမ်မတဲ့ရိုးပေါ်မှာနေပြီးတော့ insert copy paste ဆိုထည့်လိုက်7နဲ့7ကြတဲ့ဒီရိုးတစ်ခုဝင်လာတယ်အပေါ်မှာလည်း6ခွန်8 9ဆိုရိုးတစ်ခုကျန်တယ်ဒီအောက်မှာလည်း6ခွန်8 9ဆိုရိုးတစ်ခုထပ်တိုးလာတယ်ဘာဖြစ်လို့ဆိုရင်ဒီက copy ပွားရထပ်တိုးတဲ့ဟာဖြစ်ပါတယ်ဒါဆိုရှင်နောက်တစ်ခုက copy paste ကူမယ်နော်ဒါဆိုရင်917စနစ်ဆိုအဲ့ဒီကို copy ကူးလိုက်မယ် copy ကူးပြီးလိုက်မယ်ဒီမှာ copy ပြီးရင်တာဖို့ရှိပြီးသားပေါ်မှာ right click နဲ့ပြီးတော့ paste ဆိုတာပေးလိုက်ဒီ paste လက္ခဏာလေးဒါနော်ဒါလေးနေလိုက်ပြီဒါဆိုရင်917စနစ်ကဘယ်ပေါ်မှာ over လုပ်လိုက်တာလဲ9ဒီအောက်ရောက်သွားအရင်ရှိတဲ့တာဖို့လေးရပါဖြစ်တာမရှိတော့ဒီမှာကြည့်ကြည့်အရင်ဒါပေါ်3 4 5 6 9 8 9ရှိနေတယ်အဲ့ဒါကို right click နဲ့ copy paste လုပ်လိုက်ရင်ဘာဖြစ်သွားလဲနောက်ဆုံးကူလိုက်တဲ့917စနစ်ပဲဖြစ်သွားတယ်ဒီ dotted line နေအောင်ထွက်ချင်တယ်ဆို command နေထွက်ချင်ဆိုရင် keyboard မှာပါနေပေးမယ် ESC key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရှင်အခု row တွေကိုထားတဲ့ဟာရဲ့ row ကိုနေရာရွှေ့ပြောင်းပြီးတော့ထားတဲ့ဟာရဲ့ row ကို copy ကူးတဲ့ဟာရဲ့အဲ့ဒါဆိုရှင်အခုပြောတဲ့ဟာနားလည်သွားပြီဆိုရှင်နောက်တစ်ခုထပ်ပြပါမယ်နော်ဒါ row ပြီးတော့အဲ့ဒီ row ကိုချက်ပြင်မယ်ဒါဆို6နဲ့9နဲ့ကိုက row ချက်ရှင်တယ်အဲ့ဒီ6နဲ့9နဲ့ကိုဆက်လက်မှတ်ပြီးတော့ကိုချက်ရှင်တဲ့ row ဒီမှာဆက်လက်မှတ်ပြီးတော့ right click နှိပ်လိုက်ပြီးရင် row height ဆိုတာဟာရှိတယ်အဲ့ဒီ row ရဲ့မှာ14လာမှ9ပေးသွားဆိုရင်340ပေးလိုက်မယ်ဒါဆို okay ပေးလိုက်မယ်ဒါဆိုဒီ row နဲ့ row ပါဖြစ်သွားတယ်ကြာသွားပြီအဲ့ဒီမျိုးကိုက right click တဲ့နေရ row တိုးတဲ့ဟာကိုကမကြိုက်ဘူးဆိုရင်9နဲ့10နဲ့ဆက်လက်မှတ်ပြီးတော့ဒီ9နဲ့10ဆိုတာနှစ်ကွက်ဆက်လက်မှတ်လိုက်မယ်အဲ့ဒီဆက်လက်မှတ်ပြီးတော့တစ်ကွက်ဆက်လက်မှတ်ပြီးနောက်နည်းနည်းလေးရှုပ်သေးသွားမှာဆိုလို့နောက်ဘက်ကိုကျွမ်းနှစ်ကွက်ပြည့်နှစ်ကွက်နှစ် row ဖြစ်ဖြစ်ကြိုက်တဲ့ row ရည်တက်လို့ဆက်လက်မှတ်လို့တို့ပြလို့ရနိုင်တယ်နော်ဒါဆိုရင်9နဲ့10ကြားထဲမှာတကယ်ချက်ချင်တာ9ဆိုတော့နည်းနည်းလေးနေရာကျက်ချင်တယ်ဒါဆို9နဲ့10ကြားမှာမြင်လိုက်တဲ့လိုင်းရှိတယ်အဲ့ဒီနောက်မြင်လိုက်နောက်မြားလေးရွှေ့လဲ9နဲ့10ကြားမှာရှိတယ်မြားလိုက်နောက်ရွှေ့လိုက်တဲ့ဆိုရင်မြင်လိုက်နောက်မြားရွှေ့လိုက်တဲ့ဆိုရင်မြားဦးလေးရတော့ရှင်အပေါ်အောက်ဖော်ပြပေးနေတာမြင်ရမှာဖြစ်ပါတယ်ဒါဆိုအောက်ဘက်ကိုဆွဲလို့လိုက်ဆိုရင်အောက်ဘက်ဆွဲရင်ဘာဖြစ်သွားလဲကျဲလာတယ်နော်တကယ်အပေါ်ဆွဲရင်ဘာဖြစ်သွားမှာလဲကျင်းသွားမယ်ဟုတ်ကဲ့နော်ဒီမျိုးဆွဲလိုက်ရင်ဘာဖြစ်သွားလဲအပေါ်ဆွဲတင်ရင်ကျင်းသွားတယ်အောက်ဆွဲရင်ကျဲအဲ့ဒါပါလဲဆို row height လက် row ရဲ့အမြင့်ဒီအပေါ် line နဲ့အောက် line နဲ့အကွာကို height လို့ခေါ်တယ်နော်အပေါ် line နဲ့အောက် line ကွာကိုအဲ့ဒါ row height အဲ့ဒါတကူကဒီ910ကိုကြော်ပြီးတော့ဆွဲလိုက်မယ်ဒီနားဒီဆွဲလိုက်မယ်ဘာဖြစ်သွားရလဲဆိုရင်9နဲ့7ကြားထဲမှာ910ဆိုအဲ့ဒီ row တို့ဘာဖြစ်နေလဲ height line ဖြစ်သွားတယ်ကိုကအဲ့ဒီမျိုးအပေါ်မော်လေးနဲ့ပြီးတော့ဒီ row height icon လေးနဲ့အပေါ်အောက်ကိုကမဆွဲချင်ဘူးဆိုရင်တော့ကိုကဘာလဲဆိုဆက်လက်မှပေးမှာ row 9နဲ့6နဲ့ row height လုပ်ချင်တယ် sorry 4နဲ့5နဲ့ row height လုပ်ချင်တယ်4နဲ့5နဲ့ဆက်လက်မှတော့ပုံမှန် right နေပြီးတော့ height ဆိုပေးလိုက်မှာဒါဆိုရင်4နဲ့5နဲ့ဘာဖြစ်လဲ row height ပြပါနော်အဲ့ဒါ row တွေကိုကိုမမြင်ချင်းတဲ့ row တွေဘာလို့လိုက်တာလဲဆိုရင် height လုပ်လိုက်တာတကယ်လို့အဲ့ဒီ height နေတဲ့ row ကိုပြန်ဖော်ချင်းလဲဆိုရင်ဒီမှာ9နဲ့7ကို height တိုင်းလုပ်ထားတယ်ဒါဆို9နဲ့7ကိုဆက်လက်မှတ်လိုက်ဂျာမှာဘာလဲရှိမလဲဆက်လက်မှတ်တဲ့ area row ဂျာမှာ910ဆိုတာ3ခုရှိလိမ့်မယ်နော်row 2ကြောင်းရှိလိမ့်မယ်အဲ့ဒီ row 2ကြောင်းပေါ်မှာမောက်ကို right click ဆက်လက်မှတ်တဲ့ row ပေါ်မှာ right click နေပြီးတော့ height ကိုပေးလိုက်မယ်ဆိုရင်အစမျိုးနေတဲ့height ပေးလိုက်ရင်ဘာဖြစ်သွားဆိုအစမျိုးနေတာလေကိုတို့ပြန်ပေါ်လာမနော်ပြန် right click နေပါလား height ဒီမှာ height ဒါဆိုရင်91017စနစ်အဲ့ဒါပါပဲ height နေတဲ့ row တွေကိုပြန်ပေါ်လာတာဖြစ်ပါတယ်ဒါဆိုရှင်ကိုအဟက်ဖြစ်နေတဲ့ row အပေါ်အောက်ဘာလို့လိုက်မှလဲဖော်ပြီးတော့ select မှပေးမယ်ဆိုရင်အကြောင်းမှကြီးရဲ့ head ဖြစ်နေတာအကုန်လုံးဘာဖြစ်သွားလာလဲပြန်ပေါ်လာတယ်နော်အဲ့ဒါ row ကို head ဖြစ်နေတာ row အချင်းကျက်လို့တဲ့ဟာနော်ဒါဆိုရှင်နောက်တစ်ခုက3နဲ့6နဲ့ကြားတာမှာ head ဖြစ်နေတာရှိတယ်
ဒါဆိုရှင်ဒီမျိုး3နဲ့6နဲ့မှရှိတယ်မြင်လိုက်တော့မောင်လေးဆွေးကြည့်ကြည့်ဒီကောင်မျိုးဆိုဘာလို့လိုက်တာလဲဆိုရိုးချဲတာပဲရတယ်အပေါ်ဆွဲရင်ကျင်းတာပဲရတယ်ဒီမျိုးမြအိုင်ကွန်လေးပါနော်ဒါဆိုတော့ဒီမြအိုင်ကွန်တကူအမြလေးကထချမ်းကွဲနေတဲ့အပေါ်အောက်ဒါဆိုရှင်ဘာလို့လဲရတဲ့ရှင်အဲ့ဒါလေးကိုအောက်ဘက်ကျအောင်မျိုးနေတာလေးကိုဟက်တဲ့ဖြစ်နေတာလေးကိုမောင်လေးနဲ့ပြီးတော့ဒီတန်းဆွဲလို့ရတယ်ဒါဆိုဟက်တဲ့ဖြစ်နေတာဟာလေးကိုမအိုင်ကွန်လေးနဲ့ဘာလို့လိုက်တာလဲဆွဲလိုက်တယ်ဒါဆိုဒီမျိုးဆွဲတဲ့ဟာလည်းနားလည်းမလို့ထင်နော်နောက်တစ်ခုကတော့ရိုးလေးကိုကျေတဲ့ဟာရောရိုးလေးကိုမျိုးချင်တာဟိုင်တန်လို့တဲ့ဟာရောနားလည်းပါနော်နောက်တစ်ခုကတော့ရိုးလေးကိုထထုတ်တဲ့ဟာရိုးကိုဘယ်လိုထထုတ်လို့ရတယ်ဆိုလို့ရှိရင်ကိုတိုးချင်တဲ့ရိုးရည်တဲ့ဆလန်မလိုက်ဆလန်မထားတဲ့ပုံမှာ right click နေပြီးတော့ insert ဆိုပြလိုက်ဒါဆိုကိုတိုးချင်တဲ့ရိုးရည်တဲ့ပါပြန်တိုးပြီးတော့ right click နေပြီးတော့ insert ဒါဆိုရိုးလေးထထုတ်လာတယ်အဲ့ဒါရိုးကိုထထုတ်တဲ့ဟာဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခုကတော့ပါလားခေါ်လာsorry နော် row delete မလို့ချင်တဲ့ row လေးတွေကိုဖျက်ပစ်ချင်ကိုဖျက်ချင်တဲ့ row တွေကိုကိုလိုပါပြန် select မှလိုက် right click နေလိုက်ပြီးသွားဆိုရှင်ပါလို့ delete ပေးလိုက်အဲဒါကိုမလို့ချင်တဲ့ row တွေကိုလိုပါပြန်ပြတ်သွားပြီဒီ row လည်းမလို့ချင်ဘူး select မှ right click delete နော် header လို့တဲ့ဆိုတာပုံခွဲသွားဆိုပြန်ဖော်လို့ရတယ်ဒါပေမဲ့ delete ပေးလိုက်ရင်တော့လုံးဝပြတ်သွားပြီနော်အဲဒါအဲ့ဒီအရာပါတယ် right click ထားတာကို delete ပေးလိုက်ပြီဒါဆိုရှင်ရိုး delete ပြတဲ့ဟာလဲရသွားရနော်နောက်တစ်ခုကတော့ row height အကျယ်နေနဲ့တာမန်ချင်တဲ့ဟာလဲပြီးတော့နော်ဒီမျိုး select မှာရော right click ကပါထည့်တယ်လဲ row height ဆိုပြီးရကိုကျယ်ချင်တဲ့ row ရတဲ့ကိုထည့်ပြီးကျယ်တဲ့ဟာလဲပြောပြီး model နဲ့ဆွဲပြီးတော့ပြရတဲ့ဟာလဲပြောပြီးပြီနော်ဒီလိုနောက်တစ်ခုတော့ဒီ table လေးကို table လေးတိဆောက်ခြင်းတယ်ဒါဆို row ကို table တိဆောက်ခြင်းတဲ့ row area ဘာလို့လဲ select မှလိုက် select မှပြီးတော့ဒီ home row button မှာဆိုဒီမြောက်ကောင်းထဲမှာ all border ဆိုပေးလိုက်မယ်ဆိုရင် table လေးတွေပါပြထည့်လိုက်ပြီเนาะအဲ့ဒီမတက်ခြင်းလို့ဆိုရင်ဒီ table တဲ့ draw table ဆိုရှိတယ်အဲ့ဒီ draw table လေးနဲ့ဘာလို့လဲရလဲဒီတက်ဆွဲထည့်လို့လဲရတယ်เนาะပြီးတော့ဆိုရင်အဲ့ဒီမျိုးမြောင်းနဲ့ကိုလိုဆိုမျိုးတစ်ကြောင်းချင်းမဆွဲချင်အခုလိုပေါင်းချိုးရဆွဲချင်တယ်ဆိုလို့ရှိရင်တော့ဒီဘာနဲ့ပြရမလဲဆို drop border တဲ့ကပါလဲ drop border grade line ဆိုတာ drop border ပဲဆိုရေးပြနော်အဲ့ဒီ drop border မှာ drop border ကရေးပြီးတော့ကိုလိုတဲ့ area တွေကို molly နဲ့တခါတည်းဆွဲလိုက်ရင်ကို select မှတဲ့ area အပြင်မှာကိုလိုချက်ပေးထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒါဆိုရှင်အခုဒီနေ့ပြပြပေးတဲ့ row ရဲ့သွေးပြုဖို့အကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုပိုင်သင်ခန်းဆိုရှင် column သွေးပြုဖို့အကြောင်းကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဒီနေ့ဗီဒီယိုပိုင်သင်ခန်းဆိုတော့ဒီနေ့မှာပဲရပါမယ်နောက်ဗီဒီယိုပိုင်မှာပြန်လည်ဆိုပြကြပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ